စီရိုနာဒိုရဲ့အိမ်မက်နဲ့စီးပွားရေးအင်ပါယာပေါ်တူဂီလက်ရွေးစင်တင်ရဲ့ဆရာဝန်ကားလို့စ်နော်ရွန်ဟာကိုစီရိုနာဒိုမေးလိရှိတဲ့စကားရှိတယ်ဟေးဒေါက်တာကျွန်တော်ဖတ်တဲ့သိပ္ပံနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရှိလားဆိုတဲ့မေးခွန်းပါပဲမာရီယာပွားစူပါစတာကတစ်တွေကိုတင်ယူရတာကိုနှစ်သက်ကြောင်းနဲ့ဘောလုံးအကြကြီးကစားခြင်းတယ်လို့ဝန်ခံထားတာပါပြီးတော့ဒီလိုမေးခွန်းမျိုးမေးခံရတဲ့နော်ရွန်ဟာအတွက်သူဆက်မဟုတ်ပါဘူးနော်ရွန်ဟာပေါ်တူဂီမှာတော့နာမည်ကျော်နီးပြမော်ရင်ဟိုရဲ့ The Very Special One လို့ဖော်ခံရသူဖြစ်ပြီးရိုနယ်ဒိုဟာအယောင်ကိုသိချင်စိတ်များသူလို့တခါကပြောခုတယ်ရိုနယ်ဒိုကအစားတောင်းနဲ့ပတ်သက်လို့ဒါမှမဟုတ်အဲ့ဒီ topic တွေပတ်သက်လို့သူဖတ်နိုင်တဲ့သိပ္ပံဆောင်းပါးတွေရှိလားလို့ကျွန်တော်ကိုမေးလေးရှိတယ်သူကခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့ပတ်သက်လို့ရောစိတ်ပိုင်းနဲ့ပတ်သက်ပြီးပါအမြင့်ဆုံးအဆင့်မှာရှိအောင်အမြဲကြိုးစားသူပါအားကစားသမားတွေအတွက်တကယ်ကိုဥပမာယူထိုက်သူဖြစ်ပါတယ်လို့နော်ရွန်ဟာကဆိုပါတယ်ဖေဖော်ဝါရီ9ရက်ကရိုနယ်ဒိုရဲ့အသက်40ပြည့်ခဲ့တယ်ရိုနယ်ဒိုဟာအသက်40မှာဘဝစတယ်ဆိုတဲ့စကားမှအကြောင်းသက်သေပြဖို့ဆုံးဖြတ်ထားတယ်ဒီအတွက်သူကယုံကြည်မှုလည်းအပြည့်ရှိနေတယ်ဒါကြောင့်စပိန်ရုပ်သံနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာရိုနယ်ဒိုကကျွန်တော်ဟာပြည့်စုံမှုအရှိဆုံးကစားသမားလို့ထင်ပါတယ်ကျွန်တော်မြင်မှာတော့အကောင်းဆုံးကကျွန်တော်ပါပဲဘောလုံးမှာပဲရကုန်ဆိုကျွန်တော်အကောင်းဆုံးလုပ်နိုင်တယ်လူတကူအကြိုက်တစ်မျိုးဆိုတော့ခမရမက်ဆီပီလီမာရာဒိုနာပဲကြိုက်ကြကျွန်တော်နားလည်ပါတယ်အဲ့ဒီအတွက်ကျွန်တော်လေးစားမှုလည်းရှိပါတယ်ဒါပေမဲ့စီရိုနာဒိုကပြည့်စုံမှုမရှိဘူးလို့ပြောလာမယ်ဆိုရင်တော့ကျွန်တော်ဟာပြည့်စုံမှုရှိဆုံးကစားသမားပါကျွန်တော်ထက်ပိုကောင်းတဲ့လူတယောက်မှကျွန်တော်မမြင်ပါဘူးဒါကိုကျွန်တော်ယင်ထဲကပြောတာပါလို့ဆိုပါတယ်ရိုနယ်ဒိုကဘောလုံးကစားသမားဘဝမှာအခုလိုအချိန်ကြာကြီးဖြတ်တန်းဖို့စိတ်ကူးရှိခဲ့တာတော့မဟုတ်ပါဘူးရိုနယ်ဒိုရဲ့ပေါ်တူဂီလက်ရွေးစင်တင်ပေါ်ကော်တင်ဟာက2003ခုနှစ်ကကစားခဲ့တဲ့ကာဂျက်စတန်နဲ့ခြေစမ်းပွဲမှာပေါ်တူဂီတို့ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ရိုနယ်ဒိုနဲ့စကားပြောခဲ့ကြတာကိုပြန်ပြောပြပါတယ်ကော်တင်ဟာကသူကျွန်တော်ကိုပြောတယ်ကော်တင်ဟာငါအသက်30ထိပဲဘောလုံးကစားမယ်ပြီးရင်ကိုယ်ပြချမ်းသာတာတစ်ခုခုကိုငါလုပ်မယ်လို့ပြောခဲ့တာပါလို့သူကဆိုပါတယ်ရိုနယ်ဒိုဟာကော်တင်ဟာကိုပြီးခဲ့တဲ့ကတိမတည်နိုင်ခဲ့ပါဘူးဒါပေမဲ့အသက်30နောက်ပိုင်းမှာသူဟာဂိုးတွေကိုပိုသွင်းထားတယ်ရိုနယ်ဒိုဟာအသက်20ကျော်မှာဂိုး440ပဲသွင်းနိုင်ခဲ့ပေမဲ့အသက်30ကျော်ပြီးတဲ့နောက်ပိုင်းမှာ460ဂိုးထိသွင်းယူထားနိုင်တယ်ဒါကလုံးဝပုံမှန်မဟုတ်ပါဘူးဒါပေမဲ့ရိုနယ်ဒိုနဲ့ပတ်သက်ရင်အရာဟာပုံမှန်မဟုတ်ပါဘူးအယ်ဆာနာဂျေပွန်ဟာအသက်40ကျော်လာပြီဖြစ်ပေမဲ့ကစားသမားဘဝကနေအနားယူမဲ့အရေးအယောင်မတွေ့ရသေးပါဘူးသူဆက်ကစားနေသေးပါပဲဘောလုံးမှာသူလိုချင်တာတွေအများကြီးရှိနေသေးတယ်အသက်40ကျော်လာပြီးနောက်မှာရိုနယ်ဒိုလိုချင်တာတွေကိုစရင်ချရေးကြည့်မယ်ဆိုရင်2026ကမ္ဘာ့ဖလားမှာကစားပြီးချန်ပီယံဆုကိုရယူလို့ကစားသမားဘဝအတွင်းကို1000ပြည့်မြောက်လို့ခြင်းပေါ်တူဂီအတွက်ပွဲပေါင်း250ကစားလို့ခြင်းအယ်နာဆာလူငယ်အသင်းမှာကစားနေတဲ့အသားဖြစ်သူခရစ္စတီယာနိုဂျူနီယာနဲ့အတူတွဲကစားလို့ခြင်းစတာတွေကိုတွေ့ရမှာဖြစ်ပါတယ်ရိုနယ်ဒိုနဲ့ခင်မင်ယင်းနီးပြီးရိုနယ်ဒိုအကြောင်းကိုကောင်းကောင်းသိတဲ့သူ့တငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ရိုနယ်ဒိုနဲ့ပတ်သက်ရင်မဖြစ်နိုင်တာမရှိဘူးလို့ပြောလို့ရှိတာကိုယုံကြတယ်ဒီရိုနယ်ဒိုကသူလုပ်တဲ့အရာနဲ့ပတ်သက်ပြီးဘာကြောင့်လုပ်တယ်ဆိုတာကိုကောင်းကောင်းသိတယ်ကျွန်တော်သူ့ကိုထင်ကြီးတာအဲ့ဒါပါပဲသူ့အနေနဲ့တစ်နှစ်နှစ်နှစ်ဒါမှမဟုတ်3နှစ်လောက်ထိဘောလုံးကစားအောင်မယ်လို့ကျွန်တော်ယုံကြည်တယ်လို့ရိုနယ်ဒိုရဲ့အယ်နာဆာနီးပြဟောင်းလူးဝစ်ကက်စထရိုကဆိုပါတယ်ရိုနယ်ဒိုရရှိထားတဲ့အောင်မြင်မှုတွေကိုခန့်မှန်းဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ professional ကစားသမားဘဝစတင်ကတည်းကရိုနယ်ဒိုမှာအောင်မြင်လို့စိတ်ရှိခဲ့တာပါ2003ခုနှစ်က United နဲ့ခြေစမ်းပွဲကစားဖို့ကျွန်တော်တို့အသင့်ဖြစ်နေတာကိုသတိရမိတယ်နှစ်သင်းစလုံးကလူစင်းအပြည့်နဲ့ပွဲထွက်လာတာပါ United မှာ Ryan Giggs, Bosco, Mr. Rhino လိုကစားသမားတွေပါဝင်တယ်အဲ့ဒီတုန်းက16နှစ်ပဲရှိသေးတဲ့ရိုနယ်ဒိုအနေနဲ့သူတို့လိုနာမည်ကျော်ကစားသမားတွေကိုငေးကြည့်နေခဲ့မှာပဲလို့ခင်ဗျားထင်ရင်မှားမှာပေါ့အဲ့ဒီတုန်းကရိုနယ်ဒိုဟာပွဲထွက်ပဲအာရုံစိုက်ခဲ့တာပါ United ရဲ့နာမည်ကြီးကစားသမားတွေကိုသူတစ်ချက်တောင်မကြည့်ခဲ့ပါဘူးဒါကသူ့ရဲ့ personality ပါပဲလို့ Portland ဘုန်းရဲ့အကြံခံရင်းနှီးပြအာရိုဆိုကဆိုပါတယ်ဒီရိုနယ်ဒိုဟာအဲ့ဒီခြေစမ်းပွဲပြီးမှ United ကိုပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာ Real Madrid, Juventus တွေမှာကစားခဲ့ပြီးဘလွန်းဒီရောစုကို9ချိန်ရယူကာပေါ်တူဂီဘောလုံးသမိုင်းမှာထာဝရအကောင်းဆုံးကစားသမားဖြစ်အငင်းပွားပွင့်မရှိရပ်တည်နိုင်ခဲ့ပါတယ် United ရဲ့ performance နည်းပြဟောင်း McClellan ကရိုနယ်ဒိုနဲ့အတူတူလှုပ်ပြီးနောက်ပိုင်းမှာကြီးကျယ်ခမ်းနားတဲ့လူပုဂ္ဂိုလ်တွေကိုကျွန်တော်ကြည့်မိတယ်ရိုနယ်ဒိုက Leonardo da Vinci, Albert Einstein, Isaac Newton, Stephen Hawking တို့နဲ့တန်းထိထားရမယ့်သူပါသူတို့လိုရိုနယ်ဒိုလည်း genius ပါပဲ United ကိုသူရောက်လာတော့ပထမဆုံးလေ့ကျင့်ရေးစီစဉ်မှာပဲသူကကျွန်တော်ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမှာလို့ပြောခဲ့ပါတယ်ရိုနယ်ဒိုကအသွေးသားနဲ့တိဆောက်ထားတဲ့တာမန်လူပါပဲသူ့လိုမျိုးလူရှိနိုင်လားဆိုတော့ဒီနေ့မှာသူ့လိုမျိုးလူပေါ်ထွက်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်ဒါပေမဲ့တော်တော့ရှားလိမ့်မယ်လို့ဆိုပါတယ်ရိုနယ်ဒိုကပေါ်တူဂီလက်ရွေးစင်အတွက်တမိုင်းတစ်လျှောက်ကို30ရာခိုင်နှုန်းကိုကစားထားတယ်ဒါပေမဲ့ပိုရေးကြီးတာကရိုနယ်ဒိုကပေါ်တူဂီရဲ့တင်ငယ်စိတ်ကိုဖျောက်ဖျက်ပေးတာပါပဲပေါ်တူဂီအသင်းဟာအတိတ်တုန်းကထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရရင်သူတို့အသင်းကနှိမ်ပါတယ်ဆိုတဲ့တင်ငယ်စိတ်ရှိခဲ့တယ်ပေါ်တူဂီလက်ရွေးစင်အသင်းမှာလက်ထောက်နီးပြဖြစ်ဆောင်ရွက်ခဲ့ဖူးတဲ့အာရိုဆိုကရိုနယ်ဒိုဟာ one of a king ပါပဲသူကနီလန်ပေါင်းစုံတဲ့သူ့ရဲ့ style ကိုပြသနိုင်ခဲ့တယ်သူ့ရဲ့အဆုံးမရှိတဲ့မျှော်လင့်ချက်တွေစံချိန်တွေအားလုံးကိုကျိုးပြတ်စေပြီးခုချိန်ထိဘောလုံးကစားစေတာဖြစ်တယ်မာရာဒိုနာပီလီမက်ဆီတို့ထူးခြားသလိုရိုနယ်ဒိုကလည်းသူ့အကြောင်းပြချက်နဲ့သူထူးခြားပါတယ်ပေါ်တူဂီအသင်းမှာရိုနယ်ဒိုလိုကစားသမားမျိုးအမှန်တကယ်လိုအပ်ပါတယ်ကျွန်တော်တို့ကနိုင်ငံငယ်လေးဖြစ်ပြီးကမ္ဘာကမသိရဲ့နိုင်ငံမှာသူကကျွန်တော်တို့နိုင်ငံငယ်လေးကိုကမ္ဘာကိုချပြခဲ့တယ်ရိုနယ်ဒိုရဲ့ကျေးဇူးကြောင့်ပေါ်တူဂီကိုကမ္ဘာကသိလာတယ်လို့သူကဆိုပါတယ်ရိုနယ်ဒိုရဲ့စီးပွားရေးအင်ပါယာ
အန်နာစာတင်ကအသက်40ကျော်ပြီဖြစ်တဲ့ရိုနယ်ဒိုကိုညောင်များလာတဲ့ငွေကြေးနဲ့စာချုပ်တက်တန်းထိုးဖို့ကန့်လန့်ထားပြီးရိုနယ်ဒိုဘက်ကဆုံးဖြတ်ဖို့နဲ့တရားဝင်ကြေညာဖို့ပဲလိုတော့တာပါ2020ဒီဇင်ဘာမှာဆော်ဒီကိုရောက်လာပြီးတဲ့နောက်မှာရိုနယ်ဒိုဟာအန်နာစာအသင်းနဲ့အတူ2023မှာအာရပ်ချန်ပီယံဖလားကိုရယူခဲ့ပါတယ်ရိုနယ်ဒိုကသူ့အသင်းကိုလိဂဆုဖလားတွေရှင်ပြိုင်နိုင်တဲ့အသင်းဖြစ်မြင်တွေ့လို့နေတယ်ဒီချာတာကတော့ရိုနယ်ဒိုအနေနဲ့ကစားသမားဘဝအနာယူအောင်မှမဟုတ်ပဲအနာဂတ်တွေတောင်ပြင်ဆင်ပြီးနေပြီဖြစ်ပါတယ် Global Soccer Award ပွဲမှာရိုနယ်ဒိုကကျွန်တော်အသက်အရွယ်ကငယ်ပါသေးတယ်ကျွန်တော်မှာအစီအစဉ်တွေနဲ့အိမ်မက်တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့စကားကိုမှတ်ထားကြပါကျွန်တော်အနေနဲ့ထိပ်တန်းအသင်းတစ်ရဲ့ပိုင်ရှင်ဖြစ်လာပါလိမ့်မယ်လို့ဆိုခဲ့ပါတယ်ရိုနယ်ဒိုကကွင်းပြင်ပမှာစီးပွားရေးအင်ပါယာကိုတည်ထောင်ထားပါတယ်ရိုနယ်ဒိုရဲ့စီးပွားရေးအင်ပါယာထဲမှာ TV channel တွေဟိုတယ်တွေစပင်ဆိုင်တဲ့စီခန်းတွေတင်းတင်းရိုက်တံထုတ်လုပ်မှုနဲ့အတွင်းခံထုတ်လုပ်မှုတွေပါဝင်ပါတယ်ပေါ်တူဂီပတ်စင်တို့ထိပ်တန်းသတင်းစာတစ်ခုဖြစ်တဲ့ Expresso ကရိုနယ်ဒိုဟာပြီးခဲ့တဲ့နှစ်အတွင်းသူ့ရဲ့ကုမ္ပဏီ CR7SA ရဲ့အဓိကရှယ်ယာရှင်ဖြစ်ပြီးလုပ်ငန်းပေါင်း20ခုမှာရှယ်ယာတွေပါဝင်ထားတယ်လို့ဖော်ပြခဲ့ပါတယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်ကနေပယ်များစွာမှာရှယ်ယာတွေအများကြီးဝင်ထားတယ်ကျွန်တော်အနေနဲ့အလိုချင်ဆုံးကတော့ရှေ့ဆက်လျှောက်ဖို့ပါပဲလို့ရိုနယ်ဒိုကဆိုပါတယ်ဒီရိုနယ်ဒိုရဲ့ YouTube channel ကတမိုင်းမှာ subscriber တသန်းအမြင့်ဆုံးရရှိတဲ့ YouTube channel အခုဆိုရင်သူ့ရဲ့ YouTube channel က subscriber 84သန်းနီးပါးရှိနေပြီးရိုနယ်ဒိုရဲ့အကူ Hugo Averio နဲ့ Sporting ဘုံအသင်းပေါ်ဟော Miguel Paisao တို့ကရိုနယ်ဒိုရဲ့ညာလက်ရုံးတွေထဲမှာပါဝင်ပြီးသူ့ရဲ့စီးပွားရေးကိုအဓိကစီမံပေးနေတာဖြစ်ပါတယ်